လူတစ်ယောက်ကကို confidence ရှိခဲ့ပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာမိုရီပေးတဲ့မိတ်ဆွေတစ်ယောက်အမြဲတမ်းရှိနေတယ်ဆိုတာကိုထပ်ထွက်ထားပါမယ်ကိုတိုင်းကမိုရီပေးတဲ့လူတစ်ယောက်ဖြစ်နေပြီလားဒါမှမဟုတ်လို့ရှိရင်ကိုမိုရီပေးဖို့အတွက်ဘေးနားမှာမိတ်ဆွေတစ်ယောက်ရှိနေပြီလားဆိုတာစဉ်းစားပါတကယ်လို့ကိုကမိုရီပေးခဲ့တယ်ဆိုလို့ရှိရင်ကိုပေးလိုက်တဲ့လူတစ်ယောက်ကကို confidence နေဖြစ်ပြီးတော့မှပြောင်းလဲသွားခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒါကိုဂုဏ်ယူလိုက်ပါလေးစားလိုက်ပါ။ဘာကြောင့်လဲဆိုကိုတိုင်းကမိုရီပေးတတ်တဲ့လူတစ်ယောက်ဖြစ်နေပြီဆိုလို့ရှိရင်ကိုတိုင်းသူ့ကိုပြောင်းလဲစေခြင်းလို့သူ့ကိုလိုမဖြစ်စေခြင်းလို့အားပေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကမိုရီပေးတတ်ရပါမယ်ဒီလိုတက်ရပါမယ်ဒါမှတော့သူကနေပြီးတော့မှကို confidence ရှိပြီးတော့မှလောကတက်ကြွမှုတွေနောက်ကြတော့ရည်ရွယ်ချက်တွေပန်းနိုင်တဲ့အားလုံးကိုသူ့ရဲ့မြင်နှင်းပွင့်သားမှုရှိအောင်ကျွန်တော်တို့ကလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကိုနော်ကိုထားရှိထားတဲ့ပန်းနိုင်တစ်ခုကိုရှောက်လန်းမှုအတွက်လမ်းပေါင်းစုံတွေရှိတယ်နီးလန်းပေါင်းစုံတွေရှိတယ် viewer ပေါင်းစုံတွေရှိတယ်အဲ့တော့ကိုတိုင်းသွားမဲ့ပန်းတိုင်ကိုရှောက်လန်းနေပြီလားရှောက်လန်းမှုရအတွက်နီးလန်းတွေကိုတွေးနေပြီလားအဲ့ဒီဆိုလို့ရှိရင်နီးလန်းတွေကိုလည်းတွေးနေပြီရှောက်လန်းမှုကလည်းနည်းနည်းလေးနှောင့်နှေးနေတယ်ဆိုလို့ရှိရင်ဘလို့ရှောက်လန်းမယ်လို့စဉ်းစားထားပါလဲသူများပြောလို့သူများလောက်ခိုင်းလို့တခြားလူကငါ့ကိုပြောလို့ငါရဲ့မိဘပြောလို့တချို့ငါရဲ့ညီကောင်မပြောလို့ငါရဲ့ဆွေမျိုးတိုင်းဝိုင်းပြောလို့အဲ့လိုမျိုးနီလန်းပေါင်းစုံနေနဲ့ရှောက်လန်းမယ်ဆိုရင်တော့ရှောက်လန်းလို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ကိုတီထောင်ထားတဲ့ကိုရည်ရွယ်ထားတဲ့ပန်းနိုင်ကိုရောက်ဖို့ရအတွက်ကိုတီတောင်ထားတဲ့ကိုရည်ရွယ်ထားတဲ့ပန်းနိုင်တစ်ခုကိုရောက်ဖို့ရအတွက်ကနီလန်းနော်နီလန်း1 2 3နဲ့ပဲသွားတာကောင်းပါတယ်နီလန်း1နီလန်း2နီလန်း3ပေါ့နော်နီလန်း1နဲ့သွားလို့အဆင်ပြေဆိုနီလန်း2နဲ့ဆက်သွားမယ်နီလန်း2နဲ့သွားလို့အဆင်ပြေဆိုနီလန်း3နဲ့ဆက်သွားမယ်အဲ့လိုနီလန်း1နဲ့3နဲ့သွားတာကကျွန်တော်ရဲ့ပန်းနိုင်ကိုရောင်းနိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်တကယ်တမ်းဆိုလို့ရှိရင်ပုံကိုယူဝါဒတဲ့အရေးအဝါဒတွေကိုကျွန်တော်တို့ကနာခံပြီးတော့မှရှေ့လျှောက်ပြီးတော့ဆက်လန်းမယ်ဆိုလို့ရှိရင်တော့ပန်းနိုင်ကိုရောက်မှာမဟုတ်ပါဘူးရက်တန်းလိုက်ရတဲ့အခိုက်အတန့်တွေဖြစ်သွားနိုင်တယ်နောက်ဆုံးလိုက်ရတဲ့အခိုက်အတန့်တွေဖြစ်သွားနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်တင့်တိမ်သွားတဲ့ရောင်ရဲတင့်တိမ်သွားတဲ့အခိုက်အတန့်တွေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့နီလန်း1နဲ့3 4 5ဆိုတဲ့ပုံစံမျိုးနဲ့နီလန်းနဲ့ကိုပဲသွားတာပိုကောင်းပါတယ်လမ်းစဉ်လမ်းတိုင်းပဲသွားတာကောင်းပါတယ်ပုံကိုယူဝါဒအရငါမိဘငါဆွေမျိုးငါညမကိုမောင်နှမငါရဲ့တငယ်ချင်းဆိုတဲ့နီလန်းပေါင်းစုံနဲ့သွားလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်ဘူးလို့ကျွန်တော်ပြောပြရသေးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ motivation အောင်ဆန်းဦးဖြစ်ပါတယ်ဗျ